ဒီတစ်ခါမှာတော့ရဲအကြာကြီးထားခံပြီးတော့အရင်ဟင်းနေနဲ့ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်စားလို့ကောင်းပြီးချက်ရလွယ်တဲ့ဟင်းလေးတစ်ခွက်ကိုချက်ပြမှာပဲဖြစ်ပါတယ်အဲ့ဒီဟင်းလေးကတော့ချင်မောင်နဲ့မြစ်ကျုပ်ပဲဖြစ်ပါတယ်ဒီတော့ချက်သွန်ဖြူချက်သွန်နေငယ်ုတ်ဒီနဲ့မြစ်ပြုတ်တို့ကိုစိတ်ကြိတ်ပုံစံလေးလီးဖြတ်ထားပြီးတော့ပြင်ဆင်ထားပြီးလိုက်ပါမယ်စင်ထားပြီးပြီဆိုရင်တော့ပထမဆုံးလေအိုးထဲကိုစီးထည့်ထားပြီးတော့အပူလေးပေးလိုက်ပါမယ်စီးပူလာပြီဆိုရင်တော့စက်သွန်ဖြူနဲ့နည်းနည်းလုံးကိုထည့်ပြီးတော့စီးလေးတက်ပေးလိုက်မယ်နော်စက်သွန်ဖြူစီချက်နဲ့လေးတင်လာပြီဆိုရင်တော့ခဏနေရအနေတော်လေးလှီးထားတဲ့စက်သွန်မြင့်နဲ့ငရုတ်ဒီစိမ့်တို့ကိုဒီအေးလေးနဲ့ကြော်ပေးလိုက်ပါမယ်စိမ်းစားငပိလေးကိုလည်းထည့်ပြီးတော့မြေအင်းလေးနဲ့ထပ်ကြော်ပေးလိုက်ပါမယ်ကြည့်ပြီးငပိကြော်နဲ့တင်းလေးရလာပြီဆိုရင်တော့ချင်ပေါင်နဲ့မြစ်ကိုထည့်လိုက်လို့ရပါပြီဒီမှာသမင်ဝိုင်းမှာဆိုရင်တော့ဒီနေ့ချင်ပေါင်ဟင်းကအရင်ဟင်းလေးတစ်ခွက်လို့ဆိုပြီးမဲ့လေးပဲသမင်းကိုတော်တော်လေးမိန်စီတယ်ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်အခုလို့ချင်ပေါင်နဲ့မြစ်ကြော်ထားလိုက်တာနဲ့ရိတ်ဆက်စာနဲ့အလုပ်ကနေအိမ်ပြန်နောက်ကျတဲ့သူတွေအတွက်ဆိုရင်လည်းချင်ပေါင်ကြော်စလုံးသမင်းလေးကိုအမြန်တုပ်စားပြီးတော့လွယ်လေးဖြည့်ရှင်းလိုက်လို့ရပါရဲ့နော်ဒါဆိုရင်မြင့်တဲ့ချင်မောင်ဟင်းပွဲလေးကိုကြည့်ပြီးတော့သဘောကျခဲ့ရင် like and subscribe လေးနှိပ်ပြီးတော့အပိခဲ့ပါအောင်နော်ဒီဆွေတို့အနေနဲ့လည်းဒီနေ့ချင်မောင်ဟင်းနဲ့ပတ်သက်ပြီးတော့အမှတ်တရလေးတွေရှိခဲ့ရင် comment မှာမျှဝေသွားပေးခဲ့ပါအောင်နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်